ကမ်ဘောဒီးယားလို့ကြားလိုက်တာနဲ့မိတ်ဆွေတို့ရဲ့စိတ်ကူးထဲမှာအရင်ဆုံးဘယ်လိုမျိုးပုံပေါ်လာလေးရှိပါသလဲ။ကျမတို့တော်တော်များများတွေ့တဲ့တာကကမ်ဘောဒီးယားနိုင်ငံဟာတိုးတက်မှုနှေးကွေးပြီးခေတ်နောက်ကျနေမယ်ဆိုတဲ့အတွေ့အမျိုးကိုအရင်ဆုံးပေါ်လာလေးရှိတာပေါ့။ဒါပေမဲ့တကယ်လက်တွေ့မြင်လိုက်ရတဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ပဲအတွေ့နဲ့မတူတာကိုတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။လက်တွေ့မှာကမ်ဘောဒီးယားနိုင်ငံဟာအရှိန်ဟုန်နဲ့ကိုတိုးတက်နေပါတယ်။လူနေမှုပုံစံအဆင့်တန်းကလည်းမိတ်ဆွေတို့တွေးထင်ထားတာထက်ကိုအများကြီးတာလွန်ကောင်းမွန်နေပြီဖြစ်ပါတယ်။ဒါဆိုကျမတို့မြန်မာလူမျိုးတွေအတွက်ကရောစင်တူနီးစပ်တဲ့ယဉ်ကျေးမှုနဲ့ကိုယ်ဝယ်ယဉ်ကျေးမှုကစလို့ရွေးထွေးစည်းလုံးတဲ့မြန်မာတိုင်းဝိုင်းလေးရှိနေပြီဖြစ်တဲ့အတွက်ကျမတို့နဲ့ရင်းနှီးပြီးသားလူနေမှုဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။ကမ်ဘောဒီးယားနိုင်ငံဟာစိန်ခေါ်မှုတွေရှိနေသေးပေမဲ့တစ်ဖက်မှာလည်းတိုးတက်ပြောင်းလဲမှုတွေကလက်တွေ့မှာတက်တည်ပြနေပါတယ်။နယ်ပယ်အသီးသီးအတွက်ကောင်းမွန်တဲ့အလုပ်ကိုင်ခွင့်လန်းတွေအပြင်မိသားစုတွေနဲ့ကျောင်းသားလူငယ်တွေအတွက်အဆင့်မြင့်ပြီးလုံခြုံစိတ်ချရတဲ့နေထိုင်မှုပုံစံတွေရှိနေပါတယ်။မိတ်ဆွေထင်ထားတဲ့အထက်ကိုပို့ပြီးရင်းနှီးနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။တကယ်လက်တွေ့စစ်မှန်ကမ်ဘောဒီးယားကိုစုနဲ့အတူတူလေ့လာကြည့်ကြရအောင်နော်။